ဒီလိုအခြေအနေမျိုးတွေမှာလက်မထပ်ပါနဲ့အထီးကျန်မှုကြောင့်လက်မထပ်ပါနဲ့ကိုယ်အသက်အရွယ်ကြောင့်စဉ်းစားပြီးလက်မထပ်ပါနဲ့ကာမကိစ္စအတွက်ကြောင့်လက်မထပ်ပါနဲ့အသက်ကြီးလာပြီးအိမ်အောင်ပြုမှဖြစ်တော်မယ်လို့တွေးပြီးလက်မထပ်ပါနဲ့ငွေကြေးအထောက်ပံ့လိုအပ်လို့လူတစ်ယောက်ကိုလက်မထပ်ပါနဲ့အမှားတစ်ခုကြောင့်လက်ထပ်လိုက်ရတာမျိုးမဖြစ်ပါသေးနဲ့လူတစ်ယောက်ကိုဆုံးရှုံးမှဆိုလို့အပိုင်သိမ်းထားခြင်းတာနဲ့လက်ထပ်တာမျိုးမလုပ်ပါနဲ့မိသားစုရဲ့ဖိအားကြောင့်ကိုမချစ်တဲ့သူတစ်ယောက်ကိုအတင်းလက်မထပ်ပါနဲ့ကိုတငယ်ချင်းတွေအားလုံးမင်္ဂလာဆောင်ကုန်ကြပြီကိုလည်းမင်္ဂလာဆောင်တော့မယ်လို့တွေးပြီးလက်မထပ်ပါနဲ့ဒီလိုအခြေအနေမျိုးတွေမှာလက်ထပ်ပါကိုကိုလည်းသူ့အားတန်ဖိုးထားပြီးကိုကလည်းသူ့ကိုအမှန်တကယ်မြတ်နိုးတယ်ဆိုရင်လက်ထပ်ပါသူဟာကိုယ့်ရဲ့ဘဝဖြစ်ပြီးသူ့ကြောင့်ကိုပျော်ချင်ရတယ်ဆိုရင်လက်ထပ်ပါသူနဲ့တသက်လုံးအတူတူနေရရင်စိတ်ချမ်းသာပျော်ရွှင်မယ်ဆိုရင်လက်ထပ်ပါအနစ်နာခံမှုတွေနဲ့တစ္ဆာထာဝရရှိနိုင်မယ်လို့တွေးရင်လက်ထပ်ပါတယောက်ရဲ့ဘဝကိုတယောက်ကတိုးတက်အောင်မြင်အောင်မြင့်တင်ပေးဖို့ဆန္ဒတွေပြင်ပြလာတဲ့အခါလက်ထပ်ပါလက်မထပ်တဲ့မဲ့လက်ထပ်မိတဲ့အခါတောကတွေနဲ့ဒုက္ခတွေကိုသာရတတ်ပြီးလက်ထပ်တဲ့အခါမှာလက်ထပ်ခဲ့ရင်ပျော်ရွှင်သာယာတဲ့ဘဝကိုရရှိနိုင်ပါလိမ့်မယ်